မင်္ဂလာပါနော်ဒီဗီဒီယိုဖိုင်လေးကတော့ unit 7ရဲ့ဗီဒီယိုဖိုင်လေးထဲမှာအကြဆုံးဗီဒီယိုဖိုင်ဖြစ်မှန်းနဲ့တူပါတယ်ဒီဗီဒီယိုဖိုင်မှာတော့ဒီချိန်ကနေပြီးတော့မှဒီခေါင်းစဉ်စုစုပေါင်း၄ခုရှိတဲ့ထဲကနေပြီးတော့မှ government and economic life ဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးသွားမှာပါအဲ့တော့ government and economic life မှာကျတော့စာရီကလည်းနည်းနည်းများတယ်ပြီးတော့နောက်ပြောရမယ့်အကြောင်းအရာလေးတွေကလည်းကိုနဲ့မရင်းနှီးတဲ့အစိုးရအကြောင်းတွေနောက်တစ်ခါစီးပွားရေးအကြောင်းတွေပါနေတဲ့အခါကျတော့စာလေးတွေလည်းနည်းနည်းလေးအချိန်ကြာလေးလည်းပြောစရာလေးလည်းဖြစ်လာပါတယ်အဲအကြောင်းမို့ဒီဗီဒီယိုဖိုင်လေးကိုတော့နည်းနည်းလေးသိခံပြီးတော့မှကြည့်ပေးကြဖို့အတွက်ကိုမြစ်တာရက်ခံချင်ပါတယ်အဲ့တော့ government and economic life ကsociology မှာဘာကြောင့်မို့အရေးပါလဲဆိုတော့အစိုးရတွေပြောင်းသွားရင်စီးပွားရေးစနစ်တွေပြောင်းသွားတာလားဒါမှမဟုတ်စီးပွားရေးစနစ်တွေပြောင်းသွားရင်အစိုးရတွေပြောင်းသွားတာလားပေါ့နော်အဲ့ပြောင်းလဲသွားတဲ့ပုံမှာမူတည်ပြီးတော့မှလူတွေရဲ့လူမှုစီးပွားရေးပုံစံတွေကလည်းလိုက်ပြီးတော့မှပြောင်းလဲလေးရှိပါတယ်အဲအကြောင်းမို့လို့သူကဒီ government and economy ကိုထည့်ပြီးတော့မှ sociology မှာထည့်ပြီးတော့ဆွေးနွေးထားတာပါအဲ့တော့ဒါကပူနာပြူတွေနဲ့ပါဆိုင်လဲဆိုတော့တခါလေကျတော့လည်းဆိုင်လာပါတယ်ဥပမာအစိုးရရဲ့စီးပွားရေးပုံစံကပြောင်းသွားတယ်ဆိုရင်အဲဆိုရင်ကျန်းမာရေးစောင့်ရှောက်မှုပုံစံကလည်းပြောင်းသွားပါတယ်အဲ့လိုမျိုးတွေပြောင်းသွားတဲ့အခါမှာကိုလက်ရှိကျင့်သုံးနေတဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကဘယ်လိုစနစ်ကိုသွားနေလဲဆိုတာကိုသူနာပြုတွေကလည်းသိရှိလာဖို့လိုအပ်ပါတယ်အဲကြောင့်မို့ဒီ government and economy အကြောင်းကိုဒီ sociology ဘာသာရပ်မှာလည်းထည့်သွင်းထားပေးတာပါအဲ့တော့ဒီခေါင်းစဉ်လေးအကြောင်းမစခင်မှာမိကုန်းလေးတစ်ခုမေးချင်ပါတယ်အစိုးရတွေကနေပြီးတော့မှ economic life ကိုပုံဖော်တာလားပေါ့နော်နောက်တစ်ခုကကျတော့အစိုးရကပုံဖော်တာမဟုတ်ဘဲနဲ့အစိုးရကပုံဖော်ခံရတာလားစီးပွားရေးစနစ်တွေပြောင်းလဲသွားလို့အစိုးရပုံစံတွေပြောင်းသွားတာလားပေါ့နော်အဲ့ဒါလေးကိုနောက်အဆုံးမှာတစ်ချက်ပြန်ပြီးတော့မှမေးပါမယ်အဲ့တော့ economic system လို့ပြောလိုက်တဲ့ဆိုရင်တော့ economic system ရဲ့အောက်မှာခေါင်းစဉ်နှစ်ခုရှိပါတယ်တစ်ခုကကျတော့ capitalism မှာနောက်တစ်ခုကကျတော့ socialism မှာအဲ့တော့ဒီခေါင်းစဉ်လေးကတော့ capitalism socialism လို့ပြောပေမဲ့ဒါတို့တမီးတို့9တန်း10တန်းမှာတမိုင်းဘာသာရပ်ကိုသင်လာခဲ့မယ်ဆိုရင်ပေါ့နော်ဒါမှမဟုတ်လည်း9တန်း10တန်းမှာသင်လာခဲ့မယ်ဆိုရင်ဒီခေါင်းစဉ်လေးတွေကကိုနဲ့သိပြီးတော့မှစိမ့်မဲ့ခေါင်းစဉ်တော့မဟုတ်ပါဘူးcapitalism ဆိုတာကကျတော့သူကအရင်းရှင်စီးပွားရေးစနစ်လို့ခေါ်တာပါ socialism ဆိုတာကကျတော့သူက socialist စနစ်လို့ခေါ်တာပေါ့နော်အဲ့တော့အရင်းရှင်စီးပွားရေးစနစ်ဆိုတဲ့ဥစ္စာကဘယ်ကနေဖြစ်လာလဲဆိုတဲ့ဥစ္စာကိုပြောရမယ်ဆိုရင်ဟိုးအရင်မြေရှင်ပရိသေစနစ်ကနေပြီးတော့စပြီးတော့မှပြောရမှာပဲအဲ့တော့ဒါကအရင်းရှင်စီးပွားရေးစနစ်အကြောင်းကိုပုံလေးနဲ့ပြောပြထားတာပါအဲ့မှာဆိုရင်အရင်းရှင်စီးပွားရေးစနစ်မှာဆိုရင် class ကနှစ်ခုပဲရှိပါတယ်တစ်ခုကတော့ working class ပါအလုပ်လုပ်တဲ့လူအုပ်စုပေါ့နော်ဘာလို့ဆိုတော့သူကစက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်ရတဲ့လူအုပ်စုတွေရှိမယ်ဒီကွန်ပျူတာနဲ့လုပ်တဲ့စီရေးစစ်ချီရေးရှိမယ်ဒီမှာ waiter waitress လိုမျိုးတွေရှိမယ်စက်ရုံလုပ်သားတွေရှိမယ်ပေါ့နော်အဲ့လိုမျိုး working class တွေတခုရှိပါတယ်နောက်တစ်ခုကကျတော့ capitalist class ဒါကတော့အများကြီးရအောင်လို့လုပ်နေကြတဲ့အရင်းရှင်အုပ်စုပေါ့နော်နှစ်ခုပဲရှိတယ်အဲ့တော့ business owner နဲ့ worker ဆိုပြီးတော့မှနှစ်မျိုးရှိတယ်လုပ်ငန်းရှင်တွေကတစ်ဖက်အလုပ်သမားတွေကတစ်ဖက်ပေါ့နော်အဲ့တော့သူကကျတော့သူကဘာနဲ့အလုပ်လုပ်နေရလဲဆိုတော့ဒီအရင်းရှင်စီးပွားရေးစနစ်မှာအလုပ်လုပ်ရတဲ့ motivation ကသူက profit ပဲ profit လို့ပြောလိုက်တဲ့အခါကျတော့သူက profit အမြတ်များများရဖို့အလုပ်လုပ်နေကြတာပေါ့နော်အဲ့တော့ no government intervention ဆိုတာကအစိုးရကဘာမှကြားဝင်ညှိနှိုင်းဆောင်ရွက်တာချင်းမရှိဘူးတဲ့နောက် competitive market လို့ခေါ်တဲ့ဈေးကွက်ဈေးပြိုင်စီးပွားရေးစနစ်တွေပေါ့နော်အဲ့လိုမျိုးတွေလည်းရှိလာတယ်ဒါက capitalism အကြောင်းအချင်းချုပ်လေးရှင်းပြထားတာပါအဲ့တော့ capitalism လို့ခေါ်တဲ့အရင်းရှင်စီးပွားရေးစနစ်ဆိုတာကဘယ်ကပေါ်ပေါက်လာတာလဲဆိုတာကိုကြည့်ကြရအောင်အဲ့တော့ဘယ်ကနေပေါ်လာတာလဲဆိုတော့ဒီအရင်းရှင်စီးပွားရေးစနစ်မစခင်မှာဆိုရင်သူကမြေရှင်ပရိသေစနစ်ဆိုတာရှိပါတယ်အဲ့တော့မြေရှင်ပရိသေစနစ်မှာကြာတော့သူကမြေရှင်လို့ပြောလိုက်တဲ့အတွက်ကြောင့်မို့သူ့မှာအဲ့စနစ်မှာကြာတော့သူကအဓိကအရေးကြီးတာကြာတော့သူက land မြေကအဓိကလူတွေရဲ့ချမ်းသာကြွယ်ဝမှုရဲ့ပုံရိပ်ပဲပေါ့နော်ဒီ pre-industrial society မစခင်မှာဆိုရင်သူက pre-industrial ဆိုတာကဒီစက်မှုတော်လှန်ရေးမစခင်စက်မှုဖွံ့ဖြိုးမှုတွေမလုပ်ခင်မှာပေါ့နော်လူတွေရဲ့အဓိကချမ်းသာကြွယ်ဝမှုလို့ပြောမယ်ဆိုရင်ဘာကနေပြီးတော့မှအဓိကလဲဆိုတော့သူက land မြေရအဓိကပဲမြေရလူသားအလုံးရဲ့ဒီချမ်းသာကြွယ်ဝမှုရဲ့ပုံရိပ်ပေါ့နော်လူတယောက်ချမ်းသာတာကိုကြည့်ချင်တယ်ဆိုရင်သူ့မှာမြေဘယ်လောက်ပိုင်လဲအဲ့ဒါကိုအဓိကကြည့်ရပါပေါ့နော်အဲ့မြေရှင်ပရိသေစနစ်ကနေပြီးတော့မှနောက်ဘာဖြစ်သွားလဲဆိုတော့သူက industrial revolution လို့ခေါ်တဲ့စက်မှုတော်လှန်ရေးဖြစ်သွားတယ်အဲ့စက်မှုတော်လှန်ရေးဖြစ်သွားတဲ့အခါကျတော့ဘာတွေပြောင်းလဲသွားလဲဆိုတော့ခုနကမြေတွေကနေပြီးတော့ပေါ့နော်သူကအဲ့လိုမျိုးမြေနဲ့အပေးယူလောက်တာတီးနှံနဲ့အပေးယူလောက်တာမျိုးမဟုတ်တော့ဘဲနဲ့သူက finance ငွေကြေးအဖြစ်ပေါ့နော်ငွေကိုတီထွင်လာတယ်ငွေဆက်ကူကိုတီထွင်လာတယ်ပေါ့ငွေနဲ့သူကငွေချေတယ်
ပြန်ပြီးတော့အယောင်းဝယ်လုပ်တယ်အဲ့လိုမျိုး new invention တစ်ခုအနေနဲ့တီထွင်မှုအသစ်အနေနဲ့သူကငွေကြေးစနစ်တွေပေါ်ပေါက်လာတယ်နောက်တစ်ခါ machinery စက်ပစ္စည်းတွေပေါ်လာတယ်စက်ပစ္စည်းတွေပေါ်လာတဲ့အခါကျတော့စက်တွေကမမောနိုင်မပန်းနိုင်အလုပ်လုပ်နိုင်တဲ့အခါကျတော့လူတွေကနောက်ရောက်သွားတာပေါ့နော်နောက်တစ်ခုကကျ business enterprise လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းစုပေါ့လုပ်ငန်းစုဆိုတဲ့အဓိပ္ပာယ်ကကျတော့ဒီ company တစ်ခုတည်းကနေပြီးတော့ပဲအလုပ်တွေအများကြီးကိုသူကဖြန့်ကျက်ပြီးတော့လုပ်တာပေါ့ဥပမာ KBZ Bank ဆိုရင် KBZ Bank မှာဘဏ်လုပ်ငန်းတစ်ခုတည်းနဲ့လုပ်တာမဟုတ်ဘဲနဲ့သူ့မှာAKBZ လို့ခေါ်တဲ့လေကြောင်းကုမ္ပဏီလည်းရှိတယ်နောက်တစ်ခါဒီဘက်ကကချင်ပြည်နယ်မှာဆိုရင်တယန်ဇာတတွေတူးနေတဲ့တွင်းထွက်လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းရှိတယ်ပေါ့နော်တခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်ဥပမာရွာငံဘက်မှာဆိုရင် KBZ ကနေပြီးတော့မှလုပ်ထားပေးတဲ့တခြားစိုက်ပျိုးရေးလုပ်ငန်းတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီလုပ်ငန်းတစ်ခုတွေကနေပြီးတော့ပဲအများကြီးကိုသူကလုပ်နေတာမျိုးကိုကြတော့ enterprise လို့ခေါ်တယ်အဲ့လိုမျိုးစီးပွားရေးလုပ်ငန်းစုတွေပေါ်လာတယ်အဲ့တော့အရင်တော့ကကြတော့ညီဆိုတဲ့ဥစ္စာကိုသူကthe source of the virtually all well လို့သတ်မှတ်တာကနေပြီးတော့မှအဲ့မှာ land owner ပေါ့နော် mission တွေကသူကတကိုးတွေကျသွားတယ် power တွေကျသွားတယ်ဘယ်သူတွေကပို့ပြီးတော့မှ most powerful ဖြစ်လာလဲဆိုတော့ banker ပေါ့အဲ့မှာအလုပ်လုပ်ဖို့အတွက်ကိုဘဏ်တွေကနေပတ်စံချီမှဆိုရင် banker တွေကအရေးပါလာတယ်နောက် industrialist လို့ခေါ်တဲ့စက်ရုံကျွမ်းကျင်တဲ့လူတွေကအရေးပါလာတယ်တချို့ကြတော့လည်းဘယ်လိုဟာမျိုးလဲဆိုတော့ other holders of the large sum of money ဆိုတာကငွေကြေးအမြောက်အများကိုစိုက်ထုတ်သုံးစွဲနိုင်တဲ့လူတွေကနေပြီးတော့မှ powerful economic force တွေဖြစ်လာတယ်တဲ့အဲ့တော့အဲ့မှာသူတို့အားလုံးကနေပြီးတော့မှဒီစီးပွားရေးလုပ်ငန်းတွေထဲမှာဆက်မှုစက်ရုံအလုပ်ရုံတွေထဲမှာသူက invest their fund သူတို့ရဲ့ဝင်ငွေတွေကိုသူက invest ရင်းနှီးမြှုပ်နှံလိုက်တယ်ပေါ့အဲ့တော့ရင်းနှီးမြှုပ်နှံလိုက်ရတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့သူက greater profit အမြတ်များများရကြလို့ပဲဖြစ်တယ်တဲ့အဲ့တော့အဲ့မှာဆိုရင်သူကဘာတွေပါလာလဲဆိုတော့အဲ့လိုမျိုးရင်းနှီးမြှုပ်နှံတာတွေများတဲ့လူတွေအကုန်လုံးကသူကအုံနာတွေဖြစ်လာတယ်ပိုင်ရှင်တွေဖြစ်လာတယ်အဲ့တော့ပိုင်ရှင်တွေဖြစ်လာတယ်စီးစိမ်ပစ္စည်းတွေကိုလည်းသူတို့ပိုင်လာတယ်နောက်တစ်ခါ business plan ပေါ့နော်စီးပွားရေးလုပ်ငန်းတွေကိုလည်းသူတို့ပိုင်လာတယ်ပေါ့နော်အဲ့လိုမျိုးပိုင်လာတဲ့အခါကျတော့ကိုကငွေကြေးမတက်နိုင်လို့တခြားလူကိုခေါ်ရမယ်ဆိုရင်သူ့ကို share ပေးရမယ်အမြတ်ကိုလည်းခွဲပေးရမယ်အဲ့တော့အမြတ်ကိုခွဲမပေးချင်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ဒီစီးပွားရေးလုပ်ငန်းကိုပေါ့နော်တယောက်တည်းပိုင်ဖို့အတွက်ကိုသူစူးစမ်းလာကြတယ်အဲ့တော့ပြည်သူပိုင်မှာသူကဒီ ownership မှာလူတွေအများကြီးနဲ့ပိုင်တာမဟုတ်ဘဲနဲ့ကိုတယောက်တည်းကပိုင်တဲ့ပုံစံမျိုးလုပ်ဖို့အတွက်ကိုစူးစမ်းလာတယ်အဲ့လိုမျိုးစူးစမ်းရင်းနဲ့ပဲသူက capitalist economic system အဖြစ်ကိုသူကပြောင်းလဲသွားပါတယ်တဲ့အဲ့တော့ capitalist economic system မှာအဓိကကတော့ဘာလဲဆိုတော့သူက private hand ပေါ့နော်ကိုပိုင်လုပ်ငန်းတွေဖြစ်လာကြတယ်ပြီးတော့နောက်သူတို့ရဲ့ main incentive သူတို့ရဲ့မက်လုံးကဘာလဲဆိုတော့သူက accumulations of profit အမြတ်များရဖို့ပဲဖြစ်တယ်အဲ့တော့အမြတ်များသာရမယ်ဆိုရင်သူကဘာမဆိုလုပ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့သူကစီးပွားရေးကိုစပြီးတော့လုပ်လာတယ်အဲ့တော့ဒီလိုမျိုး capitalist စနစ်ဖြစ်ပေါ်လာတဲ့အခါမျိုးမှာ varying degree ဆိုတာကအစိုးရကဒီ private ownership တွေကို regulate ထိန်းချုပ်မှုလုပ်လားမလုပ်လားဆိုတာကတနိုင်ငံနဲ့တနိုင်ငံနဲ့ကြားထဲမှာတော့သူကနည်းနည်းလေးတော့ကွာပါတယ်တချို့ကလည်းထိန်းတယ်တချို့ကလည်းမထိန်းဘူးပေါ့နော်အဲ့လိုမျိုးတွေကွာလာပါတယ်တဲ့အဲ့တော့အဲ့လိုမျိုးတွေထိန်းချုပ်မှုတွေမရှိတော့ဘူးဆိုရင်အဲ့မရှိတော့တဲ့စနစ်ကိုကြတော့သူကဘာလို့ခေါ်လဲဆိုတော့ prevailing form of the capitalism မှာ laissez-faire ဆိုတာကလွတ်လပ်စွာလောက်ကင်စေလိုက်တာပေါ့နော်အဲ့ဒါကို laissez-faire style လို့ခေါ်ပါတယ်တဲ့အဲ့တော့ laissez-faire style မှာဘာတွေဖြစ်လာလဲဆိုတော့ free market competition ဈေးပြိုင်စီးပွားရေးစနစ်တွေပါလာတယ်အဲ့တော့ the government should not intervene on the marketplace ဈေးကွက်မှာအစိုးရကဝင်ရောက်ထိန်းချုပ်ခြင်းမပြုဘူး society thrive if the economy left in the hands of those who can compete ရှင်ပြိုင်နိုင်တဲ့လူရဲ့လက်ထဲမှာပဲစီးပွားရေးစနစ်ကရောက်သွားတယ်အဲ့တော့ free market competition တွေမလုပ်တော့တဲ့အခါကျတော့ဘာတွေဖြစ်လာလဲဆိုတော့လူတွေကနေပြီးမှသူတို့ဘာတွေလုပ်ချင်လဲဆိုတာကိုမသိတော့ဘဲနဲ့ဒီမှာ entrepreneurs determine what should be produced အဲ့တော့လူတွေလိုတာမထုတ်တော့ဘဲနဲ့ဒီစီးပွားရေးလုပ်ငန်းစုတွေကသူတို့လုပ်ချင်တာလုပ်တယ်များသောအားဖြင့်တော့အဓိကတော့အမြင်များရမယ့်ဥစ္စာကိုအဓိကလုပ်တယ်ပေါ့နော်အဲ့လိုမျိုး laissez-faire style တွေပေါ်လာပါတယ်အဲ့တော့ဒီ laissez-faire ဆိုတဲ့စကားလုံးလေးကိုသူကနေစပြီးတော့မှပြောခဲ့တာလဲဆိုတော့ Adam Smith လို့ခေါ်တဲ့စီးပွားရေးပညာရှင်ကနေပြီးတော့မှစပြီးတော့မှပြောခဲ့တာပါသူကစီးပွားရေးနဲ့ပတ်သက်တဲ့ theory တွေအများဆုံးကိုထုတ်ပေးပါတယ်အဲ့တော့ဒီ laissez-faire style မှာဆိုရင်သူကဘာလုပ်လဲဆိုတော့ private ownership တွေများလာတယ်လူတွေအကုန်လုံးကိုသူကလွတ်လပ်စွာရှင်ပြိုင်ခွင့်တွေပေးလိုက်တယ်အဲ့တော့ maximization of profit ကတော့ကြံခဲ့ရပေါ့နော်အဲ့တော့ကိုယ်ပိုင်စီးပွားရေးဖြစ်ရမယ်အကျိုးများများရရမယ်အစိုးရကလည်းဝင်ရောက်ထိန်းချုပ်ခြင်းတွေမရှိတော့တဲ့အခါကျတော့ဘာတွေဖြစ်လာလဲဆိုတော့သူတို့ကအမြတ်များရဖို့အတွက်ကိုသူက mislead the consumer တဲ့အဓိက consumer ဆိုတာက public ကိုပဲပြောတာပါဒီသူတို့ရဲ့ထုတ်လိုက်တဲ့ပစ္စည်းတွေကို
စားသုံးသူတွေကိုသူကနေပြီး mislead ဆိုတာကမှားယွင်းစွာနဲ့အသွေးဆောင်စည်းရုံးတာတွေလုပ်လာတယ်နောက်တစ်ခါ endanger worker ပေါ့နော်အလုပ်သမားတွေရဲ့အနေရဖြစ်ရလောက်တဲ့အထိကိုသူတို့ကိုခိုင်းနေပေါ့နော်တခါလေကျရင်အလုပ်သမားမှာသူကအလုပ်ချိန်သတ်မှတ်ချက်ရှိတယ်တရက်ကို8နာရီပဲလုပ်ရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိတယ်ဒါပေမဲ့8နာရီထက်ကျော်ပြီးတော့မှခိုင်းလာတယ်အဲ့ဒါကို overtime ကြေးပေးရတယ်ပေါ့နော်အဲ့တော့ overtime ကြေးပေးတော့အလုပ်သမားကလည်းပတ်စံပိုရတော့လုပ်တယ်ဒါပေမဲ့လည်းနေပေါင်းများစွာညပေါင်းများစွာတွေလုပ်လာပြီးဆိုရင်သူ့ရဲ့ကျန်းမာရေးကတဖြည်းဖြည်းနဲ့ထိခိုက်လာတာပေါ့နော်နောက် safety တွေကိုလည်းသူတို့တွေချိုးဖောက်တယ်ပြီးရင် defraud တဲ့ company investor ဆိုတာကသူကဘာကိုပြောချင်တာလဲဆိုတော့သူကဒီ company မှာဒါပြီးတော့မှယင်းနှိမ့်မြုပ်နှံမဲ့လူတွေကိုလည်းသူက defraud ဆိုတာကမှားယွင်းစွာသွေးဆောင်တာတွေပြုလုပ်တာပါတယ်အဲ့တော့ without restriction လို့ဖြစ်တယ်ဆိုရင်တော့ဒီလိုအလုပ်တွေကိုလုပ်လာကြတယ်ပေါ့နော်ဘာလို့ဆိုတော့သူကအမြတ်များရချင်တဲ့အခါကျတော့သူတို့ထိန်းချုပ်ခြင်းမရှိတဲ့အခါမျိုးကြရင်သူကဒီအလုပ်တွေကိုများလုပ်လာကြတယ်တဲ့အဲ့တော့ဒါတွေကကောင်းလားဆိုတော့မကောင်းဘူးအဲ့လိုမျိုးမကောင်းတဲ့အခါကျတော့အဲ့ဟာတွေအကုန်လုံးကိုမလုပ်စေချင်ဘူးဆိုရင်ဘာလုပ်ရမလဲဆိုတော့သူက monitor price ပေါ့နော်ဈေးနှုန်းတွေကိုထိန်းချုပ်ရတယ်ဒီအစိုးရနေပြီးတော့မှပြန်ပြီးတော့ control တွေပြန်လုပ်ရတယ်နောက် set safety and environmental standards for industry ပေါ့နော်ဒီမှာဆိုရင်သူကဒီ safety ဆိုတာကအလုပ်ရုံထဲမှာအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီးတော့မှနောက်တစ်ခါပတ်ဝန်းကျင်အန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီးတော့မှသူကဒီမှာ standard တွေကိုချမှတ်ပေးရတယ်နောက်က protect the rights of the consumer ဆိုတာကစားသုံးသူအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီးတော့မှကာကွယ်ပေးရတယ်နောက် regulate collective bargaining between the labor unions and management ဆိုတာကဒါတော့မြန်မာနိုင်ငံမှာအများဆုံးဖြစ်နေတာပါဒီဘက်ကတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ဒီဘက်ကအလုပ်သမားသမဂ္ဂတွေရဲ့ကြားထဲမှာပေါ့နော် collective bargaining ဆိုတာကသူကအလောင်းစားထပ်ပြီးတော့မှလုပ်တာတွေကိုလည်းသူကထိန်းချုပ်ပေးရတယ်ထိန်းညှိပေးရတာပေါ့နော်အဲ့လိုမျိုးတွေလုံးဝပဲခုနကဒီလိုမျိုး restriction တွေလုပ်တဲ့ဥစ္စာဒီလိုမျိုးမှားယွင်းစွာနဲ့လုပ်တဲ့ဥစ္စာတွေအကုန်လုံးကိုရှောင်ကျဉ်နိုင်မှာဖြစ်တယ်တဲ့အဲ့တော့ private ownership တွေလုပ်လာတဲ့အခါကျတော့သူများကိုအမြတ်ခွဲပေးရမှာဆိုတာနဲ့ပဲကိုယ်ပဲအမြတ်ကိုများလူချင်တာနဲ့ပဲတူဦးတဲ့ပိုင်တွေကိုဖြစ်အောင်လို့စူးစမ်းရင်းနဲ့မှ share holder တွေကိုဖယ်သူကပဲအုပ်ချုပ်မယ်သူကပဲကြီးစိုးမယ်ဆိုတဲ့ဥစ္စာတွေဖြစ်လာတဲ့အခါကျတော့သူကဘာဖြစ်လာလဲဆိုတော့သူက monopolistic practice ဆိုပြီးတော့မှဖြစ်လာပါတယ်တဲ့အဲ့တော့ mono ဆိုတာကကျတော့သူကဘာကိုပြောတာလဲဆိုတော့တူးတဲ့တယောက်ထဲကနေပြီးတော့မှပဲကြီးစိုးတာပေါ့နော်ဒီ monopoly ကစားတာမျိုးကိုပြောတာပါအဲ့မှာသူက single business firm control the market ပေါ့နော်ဒီဈေးကွက်ကို single business firm အုပ်စုတစုတွေကပဲကြီးစိုးတာပေါ့နော်အဲ့လိုမျိုးအုပ်စုတစုတွေကပဲကြီးစိုးနေရဆိုရင်သူကဘာတွေလုပ်တတ်ကြလဲဆိုတော့ dictating pricing ဈေးနှုန်းတွေကိုသူတို့သတ်မှတ်ချင်တယ်လို့သတ်မှတ်တယ်တချို့ကျတော့လည်း quality standard တွေကို short လိုက်တယ်ပေါ့နော်ဒီ quality အတိုင်းကိုအဆင့်မြင့်ရမယ်လို့ပြောပြီးမှလည်းသူတို့ထိန်းချုပ်မဲ့လူမရှိတော့ဘူးဆိုရင်သူကအဲ့ quality ကိုသူတို့ပေးချင်တဲ့ quality အတိုင်းကိုပေးတယ်တချို့ကကျတော့လည်း availability ဆိုတာကကျတော့သူကဈေးကွက်ထဲမှာရနိုင်မှုတွေကိုသူကဈေးကစားတာပေါ့ဥပမာဆန်တွေပြတ်တော့မဲ့အချိန်ရောက်တယ်ဆိုရင်သူတို့ကအဲ့ဆန်တွေကိုထုတ်မရောင်းတော့ဘဲနဲ့လှောင်ထားလိုက်တယ်ပြည်သူလူထုကနေပြီးမှဆန်ကိုလိုချင်လာပြီးပွဲလူအားများနေပြီဆိုရင်အဲ့ခါကျတော့မှဈေးကြီးပေးပြီးတော့မှပြန်ထုတ်ရောင်းတာမျိုးတွေလည်းလုပ်လာတယ်အဲ့တော့ buyer have little choice ဒီဝယ်တဲ့လူတွေမှာကျတော့သူကရွေးစရာမရှိဘူး but to yield to their firm decision သူတို့ကနေပြီးမှဒီစီးပွားရေးလုပ်ငန်းရှင်တွေတတ်မှတ်တဲ့အတိုင်းကိုပဲကိုကလိုက်နာရမယ့်သဘောဖြစ်လာတာပေါ့နော်ဒါဟိုဒီမှာမကျင်တဲ့လို့နောက်တနေရာသွားဝယ်မယ်ဆိုရင် no other place to purchase ပေါ့နော်ဒီ project ကိုတခြားနေရာမှာဝယ်ကြရလဲမရှိတော့တဲ့အခါကျတော့ဘာတွေဖြစ်လာလဲဆိုတော့ free competition လုပ်တဲ့ ID တွေကိုသူကချိုးဖောက်တာတွေလုပ်လာတယ်ဥပမာဈေးကွက်မှာရှင်ပြိုင်ပြီးတော့မှလုပ်ရမယ်ဆိုရင် quality ကောင်းဖြစ်မှ consumer က customer ကများသုံးမယ်ဆိုရင် quality တွေကောင်းလာတယ်ဈေးလျှော့ပြီးမှပြည်သူလူထုကများသုံးမယ်ဆိုရင်ဈေးလျှော့ပေးလာတယ်ဒါပေမဲ့သူကအဲ့လိုမျိုး single business တွေဖြစ်လာတဲ့အခါကျတော့သူက competition မလုပ်တော့ဘဲနဲ့အဲ့ချိုးဖောက်မှုတွေလုပ်လာတယ်တဲ့အဲ့တော့ဒါက capitalism မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုပြောတာအဓိကတော့အမြတ်များရချင်တာအမြတ်များရချင်လို့သူကနေပြီးတော့မှ private ownership တွေလုပ်လာတယ် private ownership တွေလုပ်ရင်းနဲ့မှသူက monopolistic practice တွေဖြစ်လာတယ်နောက်တစ်ခုကကျတော့ဘာတွေဖြစ်လာလဲဆိုတော့အစိုးရနေပြီးတော့မှဝင်ပြီးတော့မှထိန်းတာမျိုးတွေမရှိတော့ဘူးဆိုရင်အစိုးရဝင်ရောက်ထိန်းချုပ်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့သူကအဲ့ချိန်မှာသူကဒီလိုမျိုးwithout restriction မှာလို့ပြည်သူလူထုကိုဒါမှမဟုတ်အလုပ်သမားတွေကိုအနေနဲ့ထိခိုက်စေမယ့်အရာမျိုးတွေလုပ်လာကြတယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်လာတဲ့အတွက်ကြောင့်မို့လို့ကို capitalism ကိုဖြုတ်ချတဲ့အနေနဲ့ဘာပေါ်ပေါက်လာလဲဆိုတော့ socialism ဆိုတာပေါ်လာပါတယ်တဲ့အဲ့တော့ socialism အကြောင်းကိုပြောထားခဲ့တဲ့ theorist တွေကတော့ဒီဘက်မှာ Karl Marx နဲ့နောက်က Friedrich Engels ဆိုပြီးတော့မှ2ယောက်ရှိပါတယ်အဲ့တော့ socialism ကဘယ်လိုပေါ်ပေါက်လာလဲဆိုတော့သူက
exploitation of the working class ပေါ့နော် capitalism မှာတော့ကကြာသူကဒီworking class တွေအလုပ်သမားတွေရဲ့အလုပ်အားတွေကိုပေါ့နော်သူက exploitation ဆိုတာကခေါင်းပုံပြအမြတ်ထုတ်တာပေါ့နော်အဲ့လိုမျိုးခေါင်းပုံပြအမြတ်ထုတ်တာရှိလာတဲ့အခါကျတော့သူက capitalism လုပ်နေတုန်းကကြာသူကဒီအလုပ်သမားတွေကိုသူကသူတို့ရဲ့ labor ပေါ့နော်သူတို့ရဲ့လုပ်အားတွေအကုန်လုံးသူက low wage လို့ခေါ်တယ်လုပ်ခနည်းနည်းလေးနဲ့သူကလဲလှယ်ခိုင်းတယ်ပေါ့အလုပ်အများကြီးလုပ်ရတယ်ဒါပေမဲ့လုပ်ခကျတော့နည်းနည်းလေးပဲပေးရပေါ့နော်အဲ့တော့ဒီ capitalism မှာဆိုရင်များသောအားဖြင့်ကကြာတော့သူကဘယ်သူကနေပြီးမှအကျိုးအမြတ်ရလဲဆိုတော့ owner profit ဒီပိုင်ရှင်ကပဲအကျိုးမြတ်များရတယ်ဒါမဲ့အလုပ်သမားတွေကိုပေးတဲ့အခါကျတော့သူတို့ထုတ်လုပ်တဲ့ကုန်ပစ္စည်းတန်ဖိုးထက်ကိုအရန်ကိုလျော့နေပြီးတော့ပေါ့နော် pay worker less ပေါ့နော်နည်းနည်းလေးပဲပေးတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး exploitation လုပ်တဲ့ဥစ္စာအရင်ရှင်တွေရဲ့ကုန်သွေးစုပ်အမြတ်ထုတ်တဲ့ဥစ္စာကိုတိုက်ထုတ်ဖို့အတွက်ဆိုပြီးတော့မှသူက socialist economic system တစ်ခုပေါ်ပေါက်လာပါတယ်တဲ့အဲ့တော့ socialist economic system မှာကျတော့သူကခုနလိုမျိုး private ownership မဟုတ်တော့ဘဲနဲ့သူကဘာလုပ်လဲဆိုတော့ collectively အကုန်လုံးကတစုတစည်းပဲပေါ့နော်ဒါတွေအကုန်လုံးကိုသူကလူတွေအကုန်လုံးကပဲပိုင်ဆိုင်နေဆိုပြီးတော့မှသတ်မှတ်လိုက်တယ် production and distribution ကုန်ထုတ်လုပ်ငန်းတွေရောနောက်ကဒီဖြန့်ချီရေးတွေရောအကုန်လုံးက collectively ပဲပေါ့နော်တယောက်တည်းပိုင်တာမဟုတ်ဘဲနဲ့အကုန်လုံးကဝိုင်းပြီးတော့မှပိုင်နေဆိုပြီးတော့သတ်မှတ်လိုက်တယ်အဲ့တော့အပြည့်များများရဖို့အတွက်ကိုသူကဘာကိုအဓိကထားပြီးတော့မှထုတ်လုပ်လဲဆိုတော့ to meet the people needs ပေါ့နော်လူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှုဆိုပြီးတော့မှသူရဲ့ရည်ရွယ်ချက်ကပြောင်းသွားတယ်အဲ့တော့ခုနလိုမျိုးအရင်းရှင်စီးပွားရေးစနစ်မှာသုံးနေတဲ့ laissez-faire philosophy ပေါ့နော်အဲ့ဒါကြီးအကုန်လုံးလည်းသူက reject ဆန့်ကျင်လိုက်တယ်တဲ့အဲ့တော့ laissez-faire မှာကြာသူကsingle businessman ကပဲကြီးစိုးနေတဲ့ private ownership တွေရှိတာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဈေးကွက်စီးပွားရေးစနစ်ကိုသူကဈေးပြိုင်စီးပွားရေးစနစ်ဆိုပြီးတော့မှဖွင့်ပေးလိုက်တဲ့အခါကျတော့ဈေးပြိုင်စီးပွားရေးစနစ်ဖြစ်လေတယောက်နဲ့တယောက်နဲ့အပြိုင်ဆိုင် quality ကောင်းအောင်ထုတ်လေဈေးနှုန်းတွေ short လေအဲ့ဆိုရင်သူကအကျိုးမြတ်များမဲ့လူကဘာတူလဲဆိုတော့သူက general public ကနေပြီးတော့မှ benefits ကိုများများရရှိမှာဖြစ်တယ်တဲ့ဒါပေမဲ့ socialist စနစ်မှာသူတို့ကိုထိန်းညှိပေးဖို့အတွက်ကိုပေါ့နော်သူကဘာတွေလိုလဲဆိုတော့သူက central government တစ်ခုလိုပါတယ်တဲ့အဲ့တော့ central government လိုတဲ့အခါကျတော့အဲ့ central government ကိုတင်မြှောက်ရတဲ့အခါမှာအဲ့ central government ကလူတွေအကုန်လုံးရဲ့ representative ကိုစားပြုနေနဲ့ဆောင်ရွက်ရတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအဓိကကျတဲ့စီးပွားရေးဆုံးဖြတ်ချက်တွေကိုလည်းဒီ central government ကနေပြီးတော့ပဲသူကဆုံးဖြတ်ပေးရတယ်ပေါ့နော်အဲ့တော့သူကဘာတွေလုပ်လိုက်လဲဆိုတော့ခုနက private ownership ဖြစ်နေတဲ့လုပ်ငန်းတွေအကုန်လုံးသူက government ownership ဖြစ်အောင်လို့သူကအစိုးရပိုင်ဆိုပြီးတော့မှဖြစ်အောင်လို့လုပ်လိုက်တယ်အဲ့တော့အစိုးရပိုင်ဖြစ်သွားတဲ့အခါကျတော့ဒီပြည်သူတွေအကုန်လုံးကအစိုးရရှိမှအလုပ်လုပ်ရတာပေါ့နော်အလုပ်လုပ်ရတော့အဲ့အလုပ်လုပ်ရတာနဲ့ကာမိအောင်လို့ဆိုပြီးမှ socialist country တွေမှာဆိုရင်များသောအားဖြင့်သူက government ကနေပြီးတော့မှဒီပြည်သူလူထုတွေအကုန်လုံးကိုသူကကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှသူက FOC ပေးရတယ်အဲ့ဒါ socialist စနစ်မှာเนาะဘာလို့ဆိုတော့ socialist စနစ်မှာအလုပ်တွေအကုန်လုံးကသူကပြည်သူပိုင်တင်လိုက်တာပေါ့เนาะဒီကိုပိုင်နဲ့စီးပွားရေးစနစ်ဆိုတာဘာမှမရှိဘူး private ownership မဟုတ်တော့ဘဲနဲ့သူက government ownership ဖြစ်သွားတဲ့အခါကျတော့အဲ့မှာသူကသူ့ရှိမှအလုပ်လုပ်နေတဲ့လူတွေအကုန်လုံးအတွက်ကိုသူက medical တွေအကုန်လုံး medical care တွေအကုန်လုံးကိုလည်းသူကFOC ပေးရတယ်ဒီစေကူရာတွေလည်းအလကားပေးရတာပေါ့နော်နောက် well of the people လူတွေရဲ့ချမ်းသာကြွယ်ဝမှုကတယောက်တည်းပိုင်တာမဟုတ်ဘဲနဲ့သူက collectivity အကုန်လုံးကပိုင်ဆိုင်တယ်လို့သူကသတ်မှတ်လိုက်တယ်အဲ့တော့အကုန်လုံးကပိုင်ဆိုင်တော့သူ့ကိုအလုပ်လုပ်ပေးတဲ့လူတွေအတွက်ကိုလည်းသူကပြန်ပြီးတော့မှတာဝန်ယူရတယ်ဘာတွေတာဝန်ယူရလဲဆိုတော့ healthcare ကျန်းမာရေးဆောင်ရှားမှုဆေးရုံတက်တဲ့ကုန်ကျစရိတ်ကိုပြည်သူလူထုကပေးစရာမလိုဘူးအစိုးရပဲပေးရမယ်အဲဆိုရင်ဒီ FOC ဖြစ်သွားတယ် housing အိမ်ယာတွေဆိုလည်းအဲ့လိုမျိုးပဲအစိုးရအိမ်ဆောင်နဲ့စောက်ပြီးပြီဆိုရင်ပြည်သူလူထုကိုသူကနေပြီးတော့မှအငှားအနေနဲ့သူကပေးနေလိုက်မယ်ပေါ့နော်အိမ်ငှားစရိတ်လောက်ပဲခံပြီးတော့မှပေးနေလိုက်မယ်နောက်က education ပညာသင်ကြားရေးမှာလည်းအဲ့လိုမျိုးပဲကျောင်းနေအရွယ်ကလေးတွေအကုန်လုံးကိုသူကနေပြီးတော့မှပညာသင်ကြားစရိတ်မယူဘဲနဲ့သူကပညာသင်ပေးရတယ်အဲ့လိုပဲတခြား key service လေးတွေဆိုရင်လည်းအဲ့ဆိုရင်လည်းသူက individual တယောက်ချင်းစီပဲဖြစ်ဖြစ်ဒါမှမဟုတ်မိသားစုလိုက်ကိုပဲဖြစ်ပေါ့နော်အစိုးရနေပြီးတော့မှ FOC အကုန်ကြားခံပေးရတာလည်းရှိပါတယ်တဲ့အဲ့ကြောင့်မလို့စနစ်တွေကိုကြည့်မယ်ဆိုရင်အခုလက်ရှိရှိနေတဲ့စနစ်ကကြတော့သူကဒီဘက်က socialist စီးပွားရေးစနစ်ရဲ့ပုံစံမျိုးနဲ့တွားတူနေတာကိုတွေ့ရမယ်ဥပမာဈေးုံတွေထဲမှာဈေးတွေကိုအလကားပေးမယ်ဆိုရင် FOC ပေးတဲ့ဥစ္စာကခုနက capitalism မှာတော့မရဘူး socialist မှာတော့ရတယ်ပေါ့နော်အဲ့လိုပဲ education မှာလည်းအဲ့လိုမျိုးပဲဥပမာသားတို့သမီးတို့ကျောင်းသားက1လ800ဆိုရင်တကယ်တမ်းဒီကျောင်းကနေပြီးတော့မှနိုင်ငံတကာကျောင်းဖြစ်လို့ဆိုရင်1လ800မျိုးနဲ့ကျမတို့က
သင်ပေးနိုင်မှာမဟုတ်ဘူး။ဘာလို့ဆိုဒီတစ်လ800အယောက်100ပေးလိုက်တော့မှ8000ဝန်းရတဲ့ငွေနဲ့ကျမတို့ကဝန်ထမ်းတရားကိုတောင်မှလစာမပေးနိုင်အဲ့တော့လစာကိုဘယ်သူကပေးထားလဲဆိုတော့အစိုးရ government ပေးထားတာပေါ့နော်ဆိုတော့အခုလက်ရှိနေတဲ့စနစ်တွေကကြတော့လေ socialist စနစ်နဲ့တွားပြီးတော့မှကိုက်ညီနေတာကိုတွေ့ရတယ်တဲ့အဲ့တော့ socialism ရဲ့အဓိကဥတီချက်ကဘာလဲဆိုတော့ socialism မှာအများဆုံးဖြစ်လာမယ်ဆိုရင်သူက communist စနစ်ဖြစ်လာတယ်ပေါ့နော်အဲ့တော့ခုနက central government ကနေပြီးမှတဖြည်းဖြည်းနဲ့သူကအကျင့်ပြတ်ချစားတာတွေများလာတဲ့အခါကျတော့ eventually without a way ပေါ့နော်တဖြည်းဖြည်းနဲ့ socialist စနစ်ကနေပြီးတော့မှသူက communist society ဆိုတော့မှပေါ်ပေါက်လာတယ်တဲ့အဲ့တော့ communist society မှာကျတော့ collectively ဆိုတဲ့စကားလုံးကိုမသုံးတော့ဘဲနဲ့ all property is communally owned ပေါ့နော်ပြည်သူတွေအကုန်လုံးကနေပြီးတော့မှဒီစီးစိမ်ဥစ္စာတွေအကုန်လုံးပိုင်ဆိုင်တယ်အကုန်လုံးပိုင်ဆိုင်တဲ့အတွက်ကြောင့်မို့အားလုံးကညီတူညီမျှဖြစ်သွားတယ်ညီတူညီမျှဖြစ်သွားတဲ့အတွက်ကြောင့်မို့သူက no social distinction ပေါ့နော်ဘယ်သူမှထူးခြားတာမွန်နဲ့သတ်မှတ်ချက်မရှိဘူး make on the basis of people ability to produce လူတယောက်ကဒီလုပ်ငန်းလုပ်နိုင်တာနဲ့ပတ်သက်ပြီးတော့မှဘာမှပို့ပြီးတော့မှတားစရာအကြောင်းမရှိဘူးအဲ့တော့သူက social distinction တွေမရှိတော့တဲ့အခါကျတော့သူကဘာဖြစ်လာလဲဆိုတော့တယောက်နဲ့ကြားထဲမှာ communist ဆန်လာတယ်ဟိုဆရာနဲ့ကျောင်းသားဆိုတာမရှိဘူးဆရာလည်းလူပဲကျောင်းသားလည်းလူပဲဆရာအလုပ်လုပ်မယ်ကျောင်းသားအလုပ်လုပ်မယ်ကိုယ့်အလုပ်ကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားကဆရာကိုဘာမှအကျိုးသေးပေးစရာမလိုဘူးအဲ့တော့ဖုန်ကြီးလည်းမရှိဘူးတခါလည်းမရှိဘူးသူလည်းလူကိုလည်းလူအဲ့တော့ကိုချက်ထားတဲ့ဇွန်းကိုလည်းသူ့ကိုလည်းကြွေးစရာမလိုသူနဲ့ကိုနဲ့အကုန်လုံးအတူတူပဲသူဒီသမင်းကိုစားခြင်းသူလည်းအလုပ်လုပ်ရမယ်အဲ့လိုမျိုး communism ဆိုတဲ့အယူဝါဒတွေဝင်လာတယ်တဲ့အဲ့တော့ဒီချက်ပြောနေတဲ့စနစ်အားလုံးစုစုပေါင်း3ခုရှိပါတယ်နော် capitalism ဆိုတာပြောခဲ့ပြီးပြီ socialism ဆိုတာပြောခဲ့ပြီးပြီနောက်တစ်ခါဒီမှာ communism ဆိုတာတစ်ခုထပ်ပြောတယ်ပေါ့နော်အဲ့တော့ဘယ်စနစ်တွေကိုပဲပြောင်းအဲ့စနစ်တွေအကုန်လုံးမှာပါလာတာဘာလဲဆိုတော့သူက informal economy လို့ခေါ်တယ် informal economy ဆိုတာကတော့မှောင်ခိုစီးပွားရေးပေါ့နော်မှောင်ခိုစီးပွားရေးဆိုတာကအဓိကတော့ဘာကိုပြောချင်တာလဲဆိုတော့ not reported to the government အစိုးရကိုအသိပေးထားခြင်းမပြုဘဲနဲ့သူကနေပြီးတော့မှလုပ်တဲ့စီးပွားရေးဆိုရင်သူကမှောင်ခိုစီးပွားရေးလို့ခေါ်ပါတယ်အဲ့တော့ငွေကြေးအရောင်းဝယ်တွေအကုန်လုံးပေါ့နော် service တွေအကုန်လုံးလုပ်တဲ့အခါမှာသူကအစိုးရကိုမပြောဘူးအစိုးရကဘာလို့မပြောရလဲဆိုတော့ပြောလိုက်ရင်အစိုးရ tax လာကောက်မှာဆိုလို့ပေါ့နော်အဲ့တော့ဒီအခွန်ကိုရှောင်လွှဲခြင်းတဲ့အခါမှာနောက်တစ်ခါ government regulation ကိုရှောင်လွှဲခြင်းတဲ့အခါမှာအဲ့မှာမှောင်ခိုစီးပွားရေးစနစ်ဆိုတာပေါ်ပေါက်လာပါတယ်တဲ့အဲ့တော့ rise of the informal economy ဘာလို့ပေါ်လာလဲဆိုတော့တခါတည်းကျရင်အစိုးရသတ်မှတ်ထားတဲ့ business regulation ပေါ့နော်လုပ်ထုံးလုပ်နည်းတွေကအရန်ကိုဒီစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကို burdensome ဝင်ပိုးစေတဲ့အခါမျိုးကြရင်သူကအစိုးရကိုအသိမပေးတော့ဘဲနဲ့ကိုယ့်အကိုအလုပ်တွေခိုးလုပ်ကြတယ်ပေါ့နော်နောက်တစ်ခုကကျတော့ overwork bureaucrat ပေါ့နော်ဒီအစိုးရအရာရှိတွေကအလုပ်တွေအရန်များတဲ့အခါကျရင်အဲ့အလုပ်တွေကိုပုံတိုင်းနဲ့ကိုယ့်ရဲ့အလုပ်တွေကမပြီးတော့တဲ့အခါမျိုးကြရင်အဲ့မှာဆိုရင်သူကကိုယ့်အလုပ်ကိုမြန်ပြီးအောင်လို့ဆိုပြီးတော့မှစည်ရင်းမကိုဖြစ်စေဒါမှမဟုတ်အဲ့အလုပ်အရန်ရှုပ်တဲ့ bureaucrat အရာရှိကိုဖြစ်စေသူကလက်ထိုးတာတွေပေါ်လာတယ်အဲ့မျိုးလက်ထိုးတာတွေပေါ်လာတဲ့အခါမှာလည်း informal economy ဆိုတာပေါ်လာတယ်တဲ့အဲ့တော့သူတို့ရဲ့ business project တွေ delay ဖြစ်လာမယ်ဒီအလုပ်တစ်ခုကိုပေါ့နော် license တွေကို request လုပ်တဲ့ဟာတွေကနေပြီးမှပုံလာပြီးတဲ့အခါကျတော့ permit တွေကလည်းမကြတော့ဘူးဆိုရင်နောက်ဆုံးကျတော့ဒါတွေအကုန်လုံးကိုအလုပ်လုပ်နိုင်ဖို့အတွက်ကို go underground ဆိုတာကတရားမဝင်တဲ့နည်းလမ်းတွေတုံးပြီးတော့မှလုပ်လာကြတယ်တဲ့အဲ့တော့ဒီလိုမျိုး informal economy ဆိုတာပေါ်လာတဲ့ဆိုရင်ဒါကတော့ dysfunctional ဖြစ်တယ်စီးပွားရေးရောနောက်တစ်ခါနိုင်ငံရေးရောအကုန်လုံးကိုသူကနေပြီးတော့မကောင်းတဲ့အရာကိုပဲဥတည်စေတယ်ပေါ့နော်။များသောအားဖြင့်ဒီ informal economy တွေကိုဘယ်မှာလုပ်ထားရှိလဲဆိုတော့သူက remote location တွေမှာလုပ်ပါတယ်။ဒီအစိုးရနေပြီးတော့မှသိရှိသွားတာကိုဆောင်ရွက်ချင်တဲ့အခါကျတော့ remote location မှာလုပ်တယ်။အဲ့လိုမျိုးတွေငယ်စုံနေများမှာလုပ်တဲ့အခါကျတော့တခါလေကြာရင်တို့မှာ become profitable အကျိုးမြတ်များရလာစေရရှိပေမဲ့လည်းတို့မှာလုပ်ငန်းတွေကိုချက်ထွင်တာတွေဘာတွေကိုမလုပ်နိုင်ဘူးနောက်တစ်ခုကကျတော့တို့ကအစိုးရကိုတေချာမပြောထားတဲ့အတွက်ကြောင့်မို့လို့တရားဝင် license နဲ့မဟုတ်တဲ့အတွက်ကြောင့်မို့လို့တို့ဒီ property နဲ့ပတ်သက်ပြီးတော့မှ contractual right နဲ့ပတ်သက်ပြီးတော့မှတို့ကာကွယ်ပေးတဲ့အခါမှာလည်းအကာအကွယ်တွေဘာတွေမပေးနိုင်ဘူးဖြစ်နေပါတယ်နောက် participant တွေ informal economy မှာပါတဲ့လူတွေအနေနဲ့လည်းတို့ငွေပေါ့နော်တို့ရဲ့ investment တွေကိုလည်းတို့အနေနဲ့ saving လုပ်လို့လည်းမရပါဘူးတို့အနေနဲ့လုပ်လို့ရလာတဲ့ငွေကငွေဖြူဖြစ်နေမဟုတ်ဘဲနဲ့ငွေမဲဖြစ်နေဖြစ်သွားတဲ့အခါမျိုးကြရင်တရားမဝင်ဖြစ်တဲ့အတွက်ကြောင့်သူကဖန်ဆီးတာတွေပါလည်းခံရနိုင်ပါတယ်တဲ့ဒါကတော့စီးပွားရေးစနစ်တွေအကြောင်းကိုပြောထားခဲ့တာပါအဲ့တော့ communism အထိကိုရောက်သွားပြီနော် capitalism အကြောင်းပြောသွားတယ် socialism အကြောင်းပြောသွားတယ် communist စီးပွားရေးစနစ်အကြောင်းကိုပြောသွားတယ်အဲ့ဒီမှာသူက
တွဲရက်ပါလာတတ်တဲ့ informal economy အကြောင်းကိုလည်းဆက်ပြောပါတယ်နော်အဲ့တော့နောက်ခေါင်းစဉ်တစ်ခုကကြတော့ power ပါအဲ့တော့ government လို့ပြောရဲဆိုရင် government မှာသူက types of power ဆိုပြီးတော့မှ types of power 3ခုရှိပါတယ် force ရယ် influence ရယ် authority ရယ်ဆိုပြီးတော့မှ3ခုရှိရယ်ပေါ့နော်အဲ့တော့ power ဆိုတဲ့အဓိပ္ပာယ်ကိုပြောရမယ်ဆိုရင်သူက definition ဘယ်လိုဖွင့်ထားလဲဆိုတော့ ability to exercise one's will over other ပေါ့နော်လူတစ်ယောက်ကသူ့ရဲ့ဆန္ဒအတိုင်းကိုပေါ့နော်တခြားလူတွေကိုသူကနေပြီးတော့မှ ability to exercise ခိုင်းစေညွှန်ကြားနိုင်တယ်ဆိုရင်အဲ့ဒါကို power လို့ခေါ်ပါတယ်တဲ့အဲ့တော့ power သုံးလိုက်တယ်ဆိုရင်ဘာဖြစ်လာလဲဆိုတော့ control the behavior of other တခြားလူတွေရဲ့ behavior ကိုထိန်းချုပ်နိုင်စွမ်းရှိတာကိုလည်း power လို့ခေါ်ပါတယ်တဲ့အဲ့တော့ဘယ်လိုနည်းရည်နဲ့ power တွေကိုသုံးကြလဲဆိုတော့နံပါတ်1အမျိုးအစားတော့ force ပါ force ကကြတော့သူကတွန်းအားပေးတာပေါ့နော် force လို့ပြောလိုက်တဲ့အခါကျတော့ဒါကမကောင်းတဲ့ဘက်ကိုပို့ရောက်သွားတယ် actual ဆို threaten use of coercion ပေါ့နော်ပြစ်ဒဏ်ပေးတာအဲ့တော့ပြစ်ဒဏ်ကိုသူက actual use တကယ်ပေးတာလည်းဖြစ်မယ်ဒါမှမဟုတ် threaten ချိန်ချောက်တာလည်းဖြစ်မယ် to impose one way on other ကိုယ့်ရဲ့ဆန္ဒကိုတခြားလူတွေလိုက်လုပ်အောင်လို့ဆိုပြီးမှသူကပြစ်ဒဏ်တွေပေးလိုက်တဲ့ဥစ္စာကို force လို့ခေါ်ပါတယ်တခါလေကျတော့ဘယ်လိုဟာမျိုးတွေနဲ့သူက force ကိုသုံးလဲဆိုတော့ဥမာထောင်ထဲမှာရှိနေတဲ့ရုပ်ရှင်တွေထဲမှာဆိုရင်တွေ့ဘူးပါလိမ့်မယ်ထောင်ထဲမှာရှိနေတဲ့အကျဉ်းသားတပုံခေါင်းဆောင်ကိုလွတ်ဖို့အတွက်ဆိုရင်သူကအစိုးရရဲ့အဖွဲ့အစည်းတစ်ခုကိုဘုံထောင်ပြီးတော့မှချိန်ချောက်ပြီးတော့မှဒီအကျဉ်းသားကိုလွှတ်ခိုင်းတာမျိုးအဲ့ဒါမျိုးဆိုရင်သူက force လို့ခေါ်ပါတယ်ဒါကတော့ threaten use လုပ်တာပေါ့နော်နောက်ထပ် power တစ်မျိုးကကျတော့သူက influence ဒီလွှမ်းမိုးနိုင်မှုပေါ့နော်လွှမ်းမိုးနိုင်မှုကကျတော့သူကနည်းနည်းလေးပို့ပြီးတော့မှညင်တာပါတယ်သူကကြတော့ဘယ်လိုလုပ်တာလဲဆိုတော့ exercise of power through a process of persuasion နဲ့ကိုလှုပ်စေချင်တာပေါ့နော်ကိုလှုပ်ချင်တာကိုသူများလိုက်လှုပ်လာအောင်လို့သူက persuasion ဆွဲဆောင်စည်းရုံးပြီးတော့မှလှုပ်ခိုင်းနိုင်စွမ်းရှိတာကိုအဲ့ဒါကိုသူက influence လို့ခေါ်ပါတယ်လူတွေပေါ်မှာဒီလူတယောက်ကနေပြီးတော့မှဘယ်လောက်ထိကိုလွှမ်းမိုးနိုင်လဲပေါ့နော်အဲ့တော့လွှမ်းမိုးနိုင်တယ်ဆိုတဲ့နေရာမှာအစိုးရအဖွဲ့အစည်းမှာရှိတဲ့လူတွေပဲလွှမ်းမိုးနိုင်တာမဟုတ်ပါဘူးတခါလေကျရင်ဒီရုပ်ရှင်မင်းသားမင်းသမီးတွေကလည်းလူတွေရဲ့ဒီ behavior တွေကိုတွားပြီးမှလွှမ်းမိုးနိုင်တာကိုတွေ့ပါတယ်အဲ့လိုမျိုးလွှမ်းမိုးနိုင်တဲ့ဥစ္စာကိုလည်း influence လို့ခေါ်ပါတယ်အဲ့တော့နောက် types of power နောက်တစ်မျိုးကကြတော့ authority လို့ခေါ်ပါတယ်ဒါကတော့အုပ်ချုပ်မှုအာဏာပေါ့နော်ဩဇာအာဏာရှိတာပါအဲ့တော့ authority အောက်မှာပဲခေါင်းစဉ်၃မျိုးထပ်ခွဲပြီးတော့ပြောပါမယ် traditional authority ရယ် rational legal authority ရယ် charismatic authority ရယ်ဆိုပြီးတော့မှရှိပါတယ်အဲ့တော့ပထမဆုံး authority တစ်မျိုးကိုကြည့်ရအောင် traditional authority အဲ့တော့ traditional authority ဆိုတာကကြတော့သူကဒီနိုင်ငံရဲ့ဒါမှမဟုတ်ဒီလူမျိုးစုရဲ့မိယိုးဖလာထုံနှန်းစင်လာအရာကိုသူကနေပြီးတော့မှအာဏာကိုစက်ခံတာကိုပြောတာပါ legitimate power by customs or accepted practice အဲ့တော့ custom သူတို့ရဲ့ထုံနှန်းစင်လာတွေအရာဒါမှမဟုတ် accepted practice သူတို့လက်ခံထားတဲ့မူတွေအရာပေါ့နော်သူကနေပြီးတော့မှအာဏာရရှိလာတယ်ဆိုရင်အဲ့ဒါကို traditional authority လို့ခေါ်ပါတယ်အဲ့တော့ traditional authority ဆိုရင်သူကတိတ်ပြီးတော့မှစဉ်းစားကြရမလို့ဘယင်တွေရှိမယ်ဘယင်မတွေရှိမယ်နောက်ကလူမျိုးစုရဲ့ခေါင်းဆောင်တွေရှိမယ်ပေါ့နော်အဲ့တော့ဒီ traditional authority ရဆိုပြီးတော့မှရလိုက်တဲ့အာဏာရလိုက်တဲ့လူတွေမှာဆိုရင်တချို့ကြတော့လည်းပြည်သူလူထုကချစ်တာကိုခံရတာတွေလည်းရှိတယ်တချို့ကြတော့လည်းမုန်းတယ်ပေါ့နော်တချို့ကြတော့လည်း competent သူတို့ကိုယ်တိုင်ကနေပြီးတော့မှအရေးချင်းနဲ့ပြည့်စုံတာတွေရှိတယ်တချို့ကြတော့လည်း distracted ဘာမှမတက်ပဲနဲ့တိုင်းပြည်ကိုပျက်စီးသွားစေနိုင်တဲ့လူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့လည်း in terms of legitimacy ဒီအာဏာဆက်ခံမှုနဲ့ပတ်သက်တယ်ဆိုရင် that does not matter ပေါ့နော်ချစ်မုံဒီအရေးချင်းရှိမရှိအဲ့ဒါတွေကအကြောင်းမဟုတ်ဘူးသူတို့ကဘာလို့အာဏာရလာလဲဆိုတော့သူကအများသောအားဖြင့် for the traditional leader ဆိုရင်သူက authority rests in custom သူတို့ရဲ့ authority ကများသောအားဖြင့်ထုံနှန်းစင်လာအရာရတာပဲသူကဘယင်မှာဝေးလာမယ်ပေါ့နော်ဘယင်မှာတွားပြီးတော့ဝင်စားမယ်ဘယင်သားဖြစ်မယ်ဆိုရင်အချိန်တန်သူဘယင်ဖြစ်မှာပဲအဲ့တော့သူတို့ကသူရဲ့ character personal characteristic ကြောင့်မလို့မဟုတ်ဘူးသူရဲ့ technical competence ကျွမ်းကျင်မှုကြောင့်မလို့မဟုတ်ဘူးနောက်က right and wrong ဒီ law တွေကြောင့်မလို့ဥပဒေတွေထုံနှန်းစင်လာတွေကြောင့်မလို့ဥပဒေကြောင့်မို့သူကနေပြီးမှအာဏာရလာတာမဟုတ်ဘူးအဓိကတော့ custom ပဲထုံနှန်းစင်လာအရာရတာပဲဒီနိုင်ငံမှာဘယင်အုပ်ချုပ်တယ်ဆိုရင်အချိန်တန်ဘယင်သားသည်ဘယင်ဖြစ်လာမှာပဲနောက် accept the ruler's authority အဲ့တော့များသောအားဖြင့်အဲ့လိုမျိုးအုပ်ချုပ်တဲ့လူတွေရာဆိုရင်ဒီအုပ်ချုပ်တဲ့လူပေါ့နော် ruler ရဲ့ authority ကိုလက်ခံတာများတယ်ဘာပဲဖြစ်ဖြစ် how things have always been done ဆိုတာကဒီလိုပဲဖြစ်သွားမှာပဲဆိုပြီးတော့မှလက်ခံလိုက်ကြတာများတယ်ပေါ့နော်တခါလေကျရင်သူတို့ရဲ့အုပ်ချုပ်လိုက်တဲ့အာဏာလည်း absolute ဆိုတာကကြာသူကလုံးဝတသွေးတန်တမင်းဖြစ်တယ်ပေါ့နော်တကယ်လို့အဲ့ ruler မှာဒါသူက law တွေ policy တွေပေါ့နော်ဒီမူဝါဒတွေဥပဒေကိုချမှတ်နိုင်တဲ့
စွမ်းရည်သာရှိရဆိုရင်သူတို့ရဲ့အုပ်ချုပ်တဲ့ power သည်လုံးဝ absolute power ဖြစ်မယ်တဲ့ဒါကတော့လုံးဝတသွေးတက်တန်တမိန်နဲ့အုပ်ချုပ်တယ်လို့ပြောတာပါအဲ့တော့နောက်ထပ် types of authority နောက်တစ်မျိုးကကြတော့သူက rational legal authority ပါအဲ့တော့ rational legal authority ဆိုတာကကြတော့သူကတရားဥပဒေအရာကိုရွေးချယ်တင်မြှောက်ထားတဲ့ဥစ္စာကိုပြောတာပါများသောအားဖြင့် rational legal authority အရာကိုသူကအာဏာဆက်ခံရတဲ့လူတွေအားဆိုရင်များသောအားဖြင့်သူက written laws and rules and regulation of the political system such as constitution ပေါ့နော်အခြေခံဥပဒေလိုမျိုးတရားဝင်ရေးသားသတ်မှတ်ထားတဲ့ rules တွေ constitution တွေကနေပြီးမှသူကရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရဆိုရင်အဲ့ဒါကို rational legal authority လို့ခေါ်ပါတယ်မြန်မာနိုင်ငံမှာတော့အဓိကအဖြစ်တော့သူကဖွဲ့စည်းကန်အခြေခံဥပဒေ2008ခုနှစ်မှာရေးဆွဲထားတဲ့ဖွဲ့စည်းကန်အခြေခံဥပဒေအရကိုသူကသမ္မတနိုင်ငံတော်သမ္မတဆိုပြီးတော့မှသူကသတ်မှတ်ပြီးတော့မှသူကဒီ authority ကိုပေးထားတာဖြစ်ပါတယ်အဲ့လိုမျိုးရွေးချယ်တင်မြှောက်ခံထားတဲ့ authority ရတဲ့ rational legal authority မှာဆိုရင် leader ဆိုရင်သူက specific area ဆိုတော့ competence and authority ပေါ့နော်သူတို့မှတချို့နေရာတွေမှာလည်းသူတို့ကျွမ်းကျင်တဲ့အကြောင်းအရာတွေရှိပါတယ်ကျွမ်းကျင်တဲ့အကြောင်းအရာမရှိဘဲနဲ့လည်းပြည်သူလူထုကသူတို့ကိုရွေးချယ်မှာမဟုတ်ဘူးလေနောက် not thought to be endowed with the divine inspiration ဆိုတာကလုံးဝသူတို့ပေါ့နော်ဒီကိုယ်ွယ်ရာဆိုပြီးတော့မှတတ်မှတ်ပြီးတော့တင်မြှောက်ထားတာတော့မဟုတ်ဘူးသူတို့မှတခုတော့ကျွမ်းကျင်ရာရှိတယ်ပေါ့နော်ယုံကြည်လောက်စရာရှိတယ်ဆိုပြီးတော့ပဲလူတွေကရွေးချယ်ထားကြတာဖြစ်ပါတယ်အခြေခံဥပဒေအရကိုရွေးချယ်တင်မြှောက်ထားတဲ့လူတွေကို rational legal authority လို့ခေါ်ပါတယ်နောက်ထပ် authority အမျိုးအစားတစ်ခုပေါ့နော် types of authority မှာဆိုရင်နောက်တစ်ခုကကြတော့ charismatic authority ပါဒါကတော့ charismatic ဆိုတာကဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိတာဒါမှမဟုတ်ချစ်ခင်နှစ်လိုပွဲရရှိလို့လူတွေကသူတို့ပြောတာကိုလိုက်လုပ်တာပေါ့နော်အဲ့တော့ leader ကနေပြီးတော့မှသူက exceptional သူမတူတဲ့ personal appeal or emotional appeal ပေါ့နော်သူရဲ့နောက်လိုက်တွေကိုသူကနေပြီးတော့မှရုပ်ပိုင်းဆိုင်ရာအရာတော်လက်ကောင်ဒါမှမဟုတ် emotional ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာတော်လက်ကောင်သူကတခြားလူနဲ့သူမတူအောင်လို့ဆွဲဆောင်နိုင်စွမ်းရှိတာဥစ္စာကို charismatic authority လို့ခေါ်ပါတယ်သူ့ကိုချစ်လို့သူ့ကိုယုံလို့ပေါ့နော်သူရဲ့နောက်လိုက်တွေဖြစ်ကုန်ပြီးတဲ့အခါကျတော့သူ့ကိုယုံကြည်တဲ့လူတွေရှိတဲ့အခါကျတော့သူခိုင်းတယ်လို့လိုက်လုပ်တာမျိုး charismatic authority လို့ခေါ်ပါတယ် let a person lead or inspire without relying on the set rules or tradition ဥပဒေချမှတ်ထားတာတွေနောက်က tradition လို့ခေါ်တဲ့ထုံးတမ်းစင်လာတွေနဲ့လည်းမိခိုးနေတာမဟုတ်ပဲねပေါ့နော်လူတယောက်ကိုဥဆောင်ခိုင်းလိုက်တဲ့ဥစ္စာမျိုး rationally charismatic authority လို့ခေါ်ပါတယ်။များသောအားဖြင့် charismatic ဆိုတဲ့ဥစ္စာကဒီ leader ရဲ့အကျိုး quality ပေါ်မှာမိခိုးနေတာမဟုတ်ပဲねပေါ့နော်။သူကများသောအားဖြင့်နောက်လိုက်တွေရဲ့ယုံကြည်မှုပေါ်မှာမူတည်ပြီးတော့ပဲ charismatic authority ရရှိလာတာဖြစ်ပါတယ်။သူ့မှာအမှန်တကယ် quality ရှိနေမှလည်းရှိမယ်ဒါပေမဲ့သူကလူတွေကိုအရန်ကိုဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိတဲ့အခါမှာသူ့ကိုယုံပြီးတော့မှသူက leader အဖြစ်နဲ့တင်မြှောက်လိုက်တာဖြစ်ပါတယ်။အဲ့တော့ person perceive and leader have အဲ့တော့များသောအားဖြင့်သူရဲ့နောက်လိုက်တွေကသူတို့ရဲ့ခေါင်းဆောင်တွေကိုဘယ်လိုမျိုးယူဆလဲဆိုတော့ having quality that sets him or her သူ့မှာရှိနေတဲ့ quality တွေပါဆိုရင်သူကဒီ quality တွေက apart from ordinary citizen ပေါ့နော်တခြားရိုးရိုးနိုင်ငံသားတွေနဲ့လုံးဝကွာခြားတယ်လို့သူကထင်မယ် will remain secure တချို့ကြလည်းဒီလိုရှိရဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာစိတ်ချလက်ချရှိရလို့ယူဆရရှိမယ်များသောအားဖြင့်သူရဲ့ quality တွေကို ability တွေကို often and question ပေါ့နော်အမေးအမြတ်မရှိဘဲနဲ့ယုံကြည်လက်ခံကြတာဖြစ်တယ်တဲ့အဲ့တော့ဒါကတော့ power ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာပြောပြသွားတာပါ power မှာဆိုရင် force ရဲ့ influence ရဲ့ authority ရဲ့ဆိုပြီးမှရှိတယ်အဲ့ဒီမှာသူက traditional authority ရဲ့ rational legal authority ရဲ့ charismatic authority ရဲ့ဆိုပြီးမှ၃မျိုးအကြောင်းပြောသွားတယ်เนาะအဲ့တော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့သူက types of government မှာအဲ့တော့ types of government မှာ government ၄မျိုးရှိပါတယ် monarchy ရဲ့ oligarchy ရဲ့ dictatorship နဲ့ totalitarianism ရဲ့ democracy ရဲ့ဆိုပြီးမှ၄မျိုးရှိပါတယ်အဲ့တော့ monarchy ဆိုတာကကြတော့သူက monarchy ပေါ့နော် mono ဆိုတာကတစ်ယောက်တည်းကိုပြောတာပါလူတစ်ယောက်တည်းကနေပြီးမှအုပ်ချုပ်တဲ့ဥစ္စာကိုအဲ့ဒါကို monarchy လို့ခေါ်ပါတယ် headed by a single member of the royal family ပေါ့နော်တော်ဝင်မိသားစုရဲ့တစ်ယောက်တည်းကပဲအုပ်ချုပ်တာပေါ့နော်များသောအားဖြင့် king ဒါမှမဟုတ် queen ပေါ့နော်ဒါမှမဟုတ်လေသူကhereditary ruler ဆိုတာကသူကဒီမျိုးနွယ်စုတွေရဲ့ခေါင်းဆောင်တွေပေါ့နော်အဲ့ဒါဘာနဲ့တူသွားလဲဆိုတော့ခုနက traditional authority ပြောတဲ့ဥစ္စာနဲ့တူသွားတယ်အဲ့မျိုးတစ်ယောက်တည်းကနေအုပ်ချုပ်တယ်ဆိုရင် monarchy လို့ခေါ်တယ် oligarchy ဆိုတာကကျတော့သူက oligarch ရဲ့အဓိပ္ပာယ်ကကျတော့သူက few လို့ပြောတာပါလူနည်းစုကပဲအုပ်ချုပ်တာပေါ့နော်အဲ့တော့အစိုးရအဖွဲ့တော့ဖွဲ့လိုက်တယ်ဒါပေမဲ့အဲ့အစိုးရအဖွဲ့ကနေပြီးတော့မှ officer တွေကနေပြီးတော့မှသူက possibly seize power အာဏာသိမ်းလိုက်တယ်ပေါ့နော် either from legally elected regime of
from other military clique ပေါ့နော်ဒီအစိုးရအဖွဲ့အစည်းတွေကဖြစ်စေဒါမှမဟုတ်လည်းဒီဘက်က legally elected regime ဆိုတာကဒီRational Legal Authority အရကိုသူကဒီဥပဒေအရတင်မြှောက်ထားတဲ့လူတွေကနေပြီးတော့မှသူကအာဏာကိုသိမ်းလိုက်တယ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ government တော့ဖွဲ့တယ်ဒါပေမဲ့ government မှာလူနည်းနည်းလေးနဲ့ပဲဖွဲ့တာပေါ့လူနည်းနည်းလေးနဲ့ပဲဆိုတာဝန်ကြီးဌာနတွေကိုတယောက်တည်းကနေပြီးတော့၄-၅ ခုလောက်ပေါင်းကင်လိုက်ပြီးတော့မှအစိုးရလို့တော့ပြောတယ်ဒါပေမဲ့အဲ့အစိုးရအဖွဲ့ဝင်ဆိုတော့ကြည့်လိုက်တယ်ဆိုရင်၄ ယောက် 5 ယောက်လောက်ပဲရှိရဲဆိုရင်အဲ့ဒါဆိုရင်သူက oligarchy လို့ခေါ်တယ်တဲ့နောက် dictatorship ဆိုတာကတော့သူကအာဏာရှင်စနစ်ပေါ့နော်ဒီနာဇီဂျာမနီလိုမျိုးအာဏာရှင်စနစ်တွေကိုအဲ့ဒါကို dictatorship လို့ခေါ်တယ် totalitarianism ဆိုတာကကျတော့သူကလုံးဝသက်ဦးဆန်ပိုင်စနစ်ကိုပြောတာပါအဲ့တော့ဒီမှာကျတော့သူကone person has nearly total power to make and enforce law ဥပဒေတွေပြုဖို့အတွက်ကို law တွေပြုလုပ်ဖို့အတွက်ကိုသူကလူတစ်ယောက်မှာပဲ nearly total လို့ပြောတာကကျတော့သူကခုနဘယင်စနစ်လိုမျိုးတစ်ယောက်တည်းမဟုတ်ပဲねပေါ့နော်ဒီတစ်ယောက်တည်းမှာပဲလုံးဝအစွမ်းကုန်အာဏာရှိတာပေါ့နော်များသောအားဖြင့်သူကဘယ်လိုပုံစံမျိုးနဲ့အုပ်ချုပ်လဲဆိုတော့သူက use of coercion ပေါ့နော်အဖြစ်ပေးတဲ့ပုံစံနဲ့အုပ်ချုပ်တယ်အဲ့အဖြစ်ပေးတာမှာသူကဘယ်လိုတွေအဖြစ်ပေးလဲဆိုတော့ torture or execution နှိပ်စက်တာတွေခေါင်းဖြတ်တက်ဖြတ်တာတွေအဲ့လိုပုံစံတွေနဲ့သူကအဓိကအုပ်ချုပ်တယ်တဲ့အဲ့တော့သူက seize power rather than being freely elected များသောအားဖြင့်သူကဒီရွေးချယ်တင်မြှောက်ခံထားတာဒီမိုကရေစီလိုမျိုးရွေးချယ်တင်မြှောက်ခံထားတာလည်းမဟုတ်ဘူး monarchy လိုမျိုးလည်းအာဏာကိုဒီလက်ဆင့်ကမ်းပြီးတော့မှပေးလိုက်တာမျိုးမဟုတ်ပဲနဲ့မျိုးဖလာရပေးလိုက်တာမျိုးမဟုတ်ပဲနဲ့သူက seize power ဆိုတာကသူကအာဏာသိမ်းလိုက်တဲ့ဥစ္စာမျိုးပေါ့နော်ဒီအဲ့ဒါမျိုးဆိုရင်သူက dictatorship and totalitarianism လို့ခေါ်တယ်ဒီအကြောင်းကိုပြီးရင်ထပ်ပြောမယ်နော် dictatorship နဲ့ totalitarianism နဲ့ဘာကွာလဲဆိုတဲ့ဥစ္စာကိုထပ်ပြောမယ်နောက်ထပ် types of government တစ်မျိုးကကြတော့ democracy ပါ democracy ဆိုတာကတော့သူကအစိုးရကအုပ်ချုပ်တယ်လို့မပြောဘဲနဲ့သူကပြည်သူလူထုကပြန်အုပ်ချုပ်တယ်လို့ပြောတာပါအဲ့တော့သူ့မှာကြတော့ representative democracy ဆိုပြီးမှရှိပါတယ်ကိုစားပြုအုပ်ချုပ်မှုစနစ်ပေါ့နော်အဲ့မှာကျတော့သူကလွှတ်တော်တွေမှာဆိုရင်သူက elected member တွေအနေနဲ့သူကရွေးချယ်တင်မြှောက်ခံရတယ်နောက် state legislature make our law ပေါ့နော်အဲ့မှာဆိုရင်သူကအဲ့လွှတ်တော်တွေကနေပြီးတော့ကိုယ့်ရဲ့ဒီစီမင်းစည်းကမ်းတွေကိုဥပဒေတွေကိုသူကချမှတ်တယ်တဲ့အဲ့တော့လမ်းမတော်မျိုးနယ်လို့ပြောလိုက်တယ်ဆိုရင်လမ်းမတော်မျိုးနယ်ကနေပြီးတော့မှဒီမျိုးနယ်ကိုကိုစားပြုနိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်တယောက်ကိုလမ်းမတော်မျိုးနယ်မှာရှိတဲ့ပြည်သူတွေကနေပြီးတော့မှရွေးချယ်ပေးလိုက်တယ်အဲ့ဆိုရင်သူကလွှတ်တော်အမတ်အနေနဲ့သူကလွှတ်တော်တွေကိုရောက်သွားတယ်ဒါပေမဲ့သူ့ရဲ့ကိုစားပြုတဲ့မျိုးနယ်အတွက်ကိုသူကအလုပ်လုပ်ပေးရတယ်တကယ်လို့သူမကောင်းပေါ့နော်ရွေးပြီးတော့မှသူကမကောင်းတာတွေလုပ်လာမယ်ဆိုရင်လည်းသူ့ကိုပြည်သူတွေကနေပြီးတော့ပြန်ပြီးတော့မှဖြုတ်ချပိုင်ခွင့်ရှိရမယ်ရွေးလိုက်ပြီးဆိုရင်ပြီးသွားပြီမဟုတ်ဘူးဒီ9နှစ်လုံးကိုသိခံရမယ်လို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ကိုပြန်ပြီးတော့ right to recall ရှိရမယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်သူက government by the people ဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတော့မှပြည့်စုံသွားပြီးတဲ့အခါကျတော့ democracy စစ်ဖြစ်သွားမယ်အခုဒီမှာကျတော့ဒီနိုင်ငံမှာကျတော့ right to recall ဆိုတဲ့ဥစ္စာအသက်မဝင်နေတဲ့အတွက်ကြောင့်သူကတစ်ခါရွေးပြီးဆိုရင်9နှစ်တော့သိခံရတယ်အဲ့အတွက်ကြောင့်သူက democracy စစ်လာဆိုတော့လည်းအစစ်တော့လည်းမဟုတ်သေးဘူးဒါပေမဲ့ democracy လို့ပဲပြောကြတာပေါ့နော်အဲ့တော့ဒီမှာရှိနေတဲ့ခေါင်းစဉ်တွေကနေပြီးတော့မှ dictatorship ဆိုတဲ့ဥစ္စာလေးကိုပြန်ပြီးမှပြောပြချင်ပါတယ်အဲ့တော့ dictatorship ဆိုတာကတော့များသောအားဖြင့်ကျတော့သူကတက်ဦးစံပိုင်ဘယင်စနစ်လိုမျိုးလည်းမဟုတ်ပဲနဲ့သူက charismatic နဲ့ပုံစံချင်းတူတာပေါ့နော်အဲ့တော့ charismatic နဲ့ပုံစံချင်းတူပြီးတဲ့အခါကျတော့သူ့မှာဆိုရင်သူက popularity ဆိုတာကနာမည်ကျော်ကြားတယ်အဲ့တော့သူကနာမည်ကျော်ကြားပြီးတဲ့အခါကျတော့များသောအားဖြင့်နာမည်ကျော်ကြားတယ်လို့ပြောပေမဲ့လည်းသူ့ကို supporter တွေပေါ့နော် supporter ထောက်ခံတဲ့လူတွေကိုလည်းသူက tinge with fear ဆိုတာကအကြောက်တရားနဲ့အုပ်ချုပ်တာကိုပြောတာဥမာဟစ်တလာလိုမျိုး dictator တွေပေါ့နော်အဲ့တော့သူတို့ကနေပြီးတော့မှအဲ့လိုမျိုးအုပ်ချုပ်တယ်ဆိုရင်သူကအဲ့ဒါကို dictator လို့ခေါ်တယ်သူက popular တော့ဖြစ်တယ်သူ့ကိုလည်းလူတွေကတချို့တွေကလည်းကြိုက်တော့ကြိုက်ကြတယ်ဒါပေမဲ့ကြိုက်တယ်ဆိုတာဒီတိုင်းပဲချစ်လို့ကြိုက်တာချစ်ခင်လေးစားမဟုတ်ပဲနဲ့ပေါ့နော်အကြောက်တရားနဲ့ကြိုက်ကြတာပေါ့နော်အဲ့တော့သူတို့ရဲ့အုပ်ချုပ်ခံတဲ့လူတွေကများသောအားဖြင့်ဆိုရင်သူက bitterly hated တဲ့အရန်မုန်းကြတယ်တဲ့နောက် totalitarianism ဆိုတာကကျတော့သူကများသောအားဖြင့်ကျတော့သူကတက်ဦးစက်ပိုင်စနစ်လိုမျိုးပေါ့နော်အုပ်ချုပ်လိုက်တဲ့ဥစ္စာကိုပြောတာပါအဲ့တော့ totalitarianism မှာကျတော့သူကဘာလဲဆိုတော့ overwhelming control over the people life သူတို့ရဲ့အသက်တွေကအစပိုင်းနေပေါ့နော်တခုခုဆိုရင်တရားရောက်ကိုတက်ဆိုရင်လည်းတက်လိုက်တာမျိုးပေါ့နော်မကြိုက်ဘူးဆိုရင်လည်းတက်လိုက်တာမျိုးအဲ့လိုမျိုးလုပ်တဲ့ဥစ္စာမျိုးပေါ့နော်ဥပမာမြောက်ကိုရီးယားမှာရှိနေတဲ့လူဆိုရင်ကင်ဂျုံလန်းဆိုရင်သူကမကြိုက်ဘူးဆိုရင်ပြစ်တက်လိုက်မှလည်းသူ့ဘယ်သူမှမပြောရဘူးပေါ့နော်အဲ့တော့
virtually complete government control ဆိုတာကသူကပဲအစိုးရကိုလုံးဝအပြီးတိုင်ထိန်းချုပ်ထားတာမျိုး surveillance over all aspects of society social and political life ကိုသူကအမြဲတမ်းထောက်လှမ်းနေပြီးတော့မှမယုံဘူးဆိုရင်ချက်ချင်းတက်ပစ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေအုပ်ချုပ်တဲ့ဥစ္စာကိုကြတော့ totally terrorism လို့ခေါ်ပါတယ်တဲ့အဲ့တော့ဒီစီးပွားရေးစနစ်တွေအကြောင်းပြောပြီးအုပ်ချုပ်တဲ့ government အကြောင်းပြောပြီးဆိုရင်နောက်တစ်ခုကကြတော့ပါလဲဆိုတော့ changing economy ပါအဲ့တော့အချိန်မှာ capitalism အကြောင်းပြောသွားတယ် socialism အကြောင်းပြောသွားတယ်ပြီးရင် communism အကြောင်းကိုပြောသွားတယ်အဲ့ရမှတဆင့်ဖြတ်ပြီးတဲ့အခါကျတော့ power တွေအကြောင်းပြောသွားတယ် power တွေအကြောင်းကိုကြော်ပြီးတဲ့အခါကျတော့ types of government တွေအကြောင်းပြောသွားတယ်အဲ့တော့အဲ့လိုမျိုးတွေဖြတ်တန်းလာတဲ့အခါမှာစီးပွားရေးစနစ်တွေပြောင်းလာတယ်ဒါမှမဟုတ် government တွေပြောင်းလာတဲ့အခါမှာဒီ changing economy ဆိုတာကအခုနောက်ပိုင်းကျတော့သူကစီးပွားရေးပုံစံကလည်းတဖြည်းဖြည်းနဲ့ပြောင်းလာတယ်ဘာတွေပြောင်းလာလဲဆိုတော့ changing phase of workforce ပေါ့နော်အလုပ်ကိုလုပ်တဲ့အခါမှာအလုပ်သားပုံစံပြောင်းသွားတယ်ပေါ့နော်အရင်တော့လူတွေကနေပြီးမှအလုပ်လုပ်တယ်ပေါ့နော်အဲ့တော့လူတွေကို worker တွေကိုမှီခိုနေရနေပြီးမှအခုနောက်ပိုင်းကျတော့စက်ရုံတွေမှာစက်တွေကိုအစားထိုးလာတယ်အဲ့ခါကျတော့စက်တွေကိုအစားထိုးလာတဲ့အခါမှာစက်တွေလုပ်တာပိုတိကျတဲ့အခါမှာခုနက worker တွေကိုဖယ်လာတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ industrialization မှာအဲ့မှာအရေးပါတဲ့စကားလုံးကဘာလဲဆိုတော့ de-industrialization လို့ခေါ်ပါတယ်အဲ့တော့ de-industrialization ဆိုတာကကျတော့သူက industry တွေကိုသူကဖျက်သိမ်းလိုက်တာကိုပြောတာပါအဲ့တော့ဖျက်သိမ်းလိုက်တဲ့အခါကျတော့ဘာကြောင့်မို့ဖျက်သိမ်းကြလဲတခုကတော့စက်ရုံအလုပ်သမားတွေမဟုတ်တော့ဘဲနဲ့စက်တွေနဲ့အစားထိုးလာတာပေါ့နော်ဥပမာကားဆိုရင်ကားဆင်တဲ့စက်ရုံမှာလူကိုတုံးမယ်ဆိုရင်မူတွေပါကြက်တဲ့နေရာကျတော့ပြောစရာဖြစ်လာမယ်စက်တွေကိုတုံးလိုက်မယ်ဆိုရင်တိကျပဲပေါ့နော်အဲ့လိုမျိုးစက်တွေကိုတုံးလာတဲ့အခါကျတော့လူတွေကိုဖြုတ်လိုက်တဲ့အခါမျိုးကျဒီ industrialization လုပ်တယ်တချို့ကျတော့လည်းဘာဖြစ်တာလဲဆိုတော့ဥပမာမြန်မာနိုင်ငံမှာဆိုရင်အလုပ်သမားတွေခဏခဏဆန္ဒပြတယ်အဲ့ဒါကိုမခံနိုင်တဲ့အခါကျတော့အလုပ်ရှင်တွေကစက်ရုံတွေကိုစွန့်ပြီးတော့မှပြောင်းပြေးတယ်မြန်မာနိုင်ငံမှာတော့မလုပ်ဘူး Vietnam တို့ Cambodia တို့မှာတွားပြီးတော့မှဖွင့်တယ်ပေါ့နော်အဲ့တော့ systematic widespread withdrawal of investment ပေါ့နော် systematic ဆိုတာကစနစ်တကျဆုတ်ခွာသွားတာ widespread ဆိုတာကဒီစက်ရုံတော်တော်များများနေပြီးတော့မှစနစ်တကျနဲ့ဆုတ်ခွာသွားရဲဆိုရင် investment တွေလည်းပါသွားတယ်ပေါ့နော်အဲ့တော့ကိုယ်နိုင်ငံမှာလာပြီးတော့မှယင်းနှိမ့်မြုပ်နှံတဲ့လူတွေကစနစ်တကျနဲ့ပြန်ဆုတ်ခွာသွားတဲ့ဥစ္စာကိုဒီ industrialization လို့ခေါ်တယ်တဲ့အဲ့တော့ဘယ်လိုပုံစံနေနဲ့ဆုတ်ခွာသွားလဲဆိုတော့ basic aspects of productivity ဆိုတာက factory ပေါ့နော်စက်ရုံတွေကိုတဖြည်းဖြည်းဆုတ်သွားတယ်စက်ရုံတွေလာပြီးတော့မဆောက်ကြတော့ပေါ့နော်နောက်တစ်ခုကကျတော့ not necessarily refusing to invest in new economic opportunity အလုပ်အသစ်တွေရှိတယ်ဆိုရင်လည်းအဲ့အလုပ်အသစ်တွေမှာယင်းနှိမ့်မြုပ်နှံမှုအတွက်ကိုသူကညှင်းဆန်ကြတယ်ပေါ့နော်မလိုအပ်ဘဲနဲ့အရင်ညှင်းဆန်ကြတယ်တဲ့အဲ့တော့ဒါတွေကိုမလုပ်ဘူးလားဆိုတော့လေဒီမှာပဲမလုပ်တာ target နဲ့ location တွေကချိန်သွားတယ်ပေါ့နော်ညာတော့ဖြင့်မြန်မာနိုင်ငံကဆုတ်ခွာသွားတဲ့စက်ရုံတွေကဘယ်ကိုသွားကြလဲဆိုတော့ Vietnam ကိုသွားတာများတယ်ကမ္ဘောဒီးယားကိုသွားတာများတယ်အဲ့တော့မြန်မာနိုင်ငံမှာစက်ရုံတွေမရှိတော့ဘူးဆိုမြန်မာနိုင်ငံကအလုပ်သမားတွေအကုန်လုံးအလုပ်ပြုတ်မယ်အလုပ်တွေနေသွားမယ်တိုင်းပြည်ကရမယ့်အခွင့်အရေးကြတော့မဝင်တော့ဘူးပေါ့နော်တခြားနိုင်ငံကိုရောက်သွားမယ်အဲ့တော့အလုပ်တွေပြုတ်တဲ့အခါကျတော့ need for labor decrease ဘာလို့ decrease လဲဆိုတော့တစ်ခုကကျတော့ technology တွေအားကောင်းလာတဲ့အခါကျတော့ advanced in technology တွေအားကောင်းလာတဲ့အခါကျတော့လူနဲ့မသုံးတော့ဘဲနဲ့ automate production ဆိုတာကစက်တွေနဲ့သုံးတဲ့အခါကျတော့ labor တွေကလည်းလျော့နေသွားတယ်အဲ့ခါကျတော့လူတွေ short ဖို့အတွက်ကိုစူးစမ်းလာတယ်ပေါ့နော်အဲ့တော့ relocation လုပ်ရင်လုပ်မယ်စက်ရုံတွေကိုနေရာပြောင်းပြီးတော့မှတည်ဆောက်မယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းသူက corporate restructuring ဆိုတာကပုံစံပြောင်းပြီးတော့မှပြန်ပြီးတော့မှဖွင့်မယ်ပေါ့နော်လူ short ဖြစ်တာကိုပြောတာပါအဲ့လိုမျိုးတွေလုပ်ခြင်းအပြင်သူက cease to reduce cost ဒီကုန်ကျစရိတ်ကလည်းတက်တာလာတယ်ပြီးတော့နောက်က growing worldwide competition ဆိုတာကတကမ္ဘာလုံးနဲ့ရှင်ပြီးတော့မှအလုပ်လုပ်တဲ့အခါကျတော့လည်းပို့ပြီးတော့မှမြေငှားကတက်တာတဲ့နေရာဖျက်စစ်မီတက်တာတဲ့နေရာအဲ့နေရာကိုပဲသွားမယ်ဆိုပြီးတော့မှသူက relocation တွေလုပ်တာရှိလာတယ်တဲ့အဲ့တော့ restructuring တွေလုပ်တဲ့အခါကျတော့သူကပြန်ပြီးတော့မှလူလျှော့တာတို့ပြန်ဖွဲ့စည်းတာကိုလုပ်တဲ့အခါကျတော့သူကဘယ်ပေါ်မှာသွားထိခိုက်လဲဆိုတော့ bureaucratic organization တွေပေါ်မှာအစိုးရအဖွဲ့အစည်းတွေပေါ်မှာသွားပြီးတော့မှထိခိုက်တာတွေတွေ့ရတယ်တဲ့ဥပမာနေရာတစ်ခုကိုကြောင်းတော့မယ်ဆိုရင်ဒီစက်ရုံနဲ့ပတ်သက်ပြီးတော့မှကိုယ်နိုင်ငံသားအလုပ်မရဘူးကိုနိုင်ငံရမယ့် tax တွေမရတော့ဘူးနောက်က technology သူတို့နဲ့ပတ်သက်တဲ့နည်းပညာတွေကိုကမရတော့ဘူးအဲ့လိုမျိုးတွေမရတော့တဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့စက်ရုံတွေဖြုတ်ပြီးဟေ့ဒါမှမဟုတ်လေသူကပုံစံတွေကိုပြန်ပြင်ပြီးဟေ့ဆိုတဲ့ downsizing ဆိုတာပေါ်လာတယ် downsizing ဖြစ်ပြီးအလုပ်ပြုတ်ပြီးဆိုရင်ဘာဖြစ်လာလဲဆိုတော့ mass adjust to loss of spending power ပေါ့နော်
ကိုယ့်ရဲ့ power ကျော်သွားတဲ့ဥစ္စာကိုကိုကပြန်ပြီးတော့မှ adjust လုပ်ရတယ်အလုပ်ပြုတ်ပြီးဆိုရင်အရင်ဆုံးဘာဖြစ်လာလဲ marital and happiness ဒီများကြားထဲမှာထားပြီးတော့မှပြဿနာတက်မယ်ပြီးရင် family cohesion မိသားစုကြားထဲမှာလည်းချစ်ချစ်ခင်ခင်မရှိတော့ဘူးပေါ့နော်ဆိုတော့အလုပ်တစ်ခုပြုတ်သွားပြီဆိုရင်အဲ့အလုပ်တစ်ခုကိုပြန်ရဖို့အတွက်ကိုသူကပြန်ပြီးတော့မှအလုပ်ရှာတဲ့အခါကျတော့ဒီအလုပ်ပြုတ်ပြီးခေဆိုရင်တခြားအလုပ်မှာပြန်ပြီးတော့မှရရင်လည်းရမယ်အလုပ်ပြန်ရရင်လည်းရမယ်ဒါပေမဲ့ less desirable position ကိုလိုချင်တဲ့အလုပ်ဟုတ်ချင်မှလည်းဟုတ်မယ် lower salary ငကိုရှိပြီးသားအလုပ်ထက်ကိုလစာနည်းသွားတာလည်းဖြစ်နိုင်တယ် fewer benefit အကျိုးခံစား권နည်းသွားတာလည်းဖြစ်နိုင်တယ်တချို့ကျတော့လည်းဒီကိုလိုချင်တဲ့အလုပ်ပြန်မရတော့ဘဲနဲ့အလုပ်ကိုပြန်မရတော့တာဆိုရင် unemployment လို့ခေါ်တယ်ကိုငကိုရှိပြီးသား status တက်ကိုနှိမ့်တဲ့အဆင့်နဲ့ပြန်ရတာဆိုရင် underemployment လို့ခေါ်တယ်ဆိုတော့လိုပဲဖြစ်ဖြစ်ဒါအလုပ်သမားတွေအတွက်ကကြတော့သူကအဆင်မပြေတဲ့ဟာတွေဖြစ်လာကြတယ်တဲ့အဲ့တော့ဒါကမြန်မာနိုင်ငံမှာလည်းဒီလိုပုံစံမျိုးနဲ့ဖြစ်ပြနေပါတယ်အဲ့တော့ labor union အနေနဲ့ management ကြားထဲမှာ collective bargaining လုပ်ပြီးတော့မှဆန္ဒတွေပြကြတဲ့အခါမျိုးကြရင်ကြာလာရင်အလုပ်ရှင်ကနေပြီးတော့မှတထေးကနေပြီးတော့မှစိတ်ညစ်ပြီးတော့မှစက်ရုံတွေအကုန်လုံးပြောင်းပြေးတယ်ဆိုရင်လည်း downsizing လုပ်တာ restructure လုပ်တာတွေ de-industrialization လုပ်တာတွေအများကြီးပဲကြုံရပါတယ်။နောက်မြန်မာနိုင်ငံမှာရှိနေတဲ့စီးပွားရေးမူဝါဒတွေမခိုင်မာတဲ့အခါမှာဥပမာဒီမိုကရေစီလား socialism လား capitalism လားမသိကြနေတဲ့အခါမျိုးကြရင်လည်းအဲ့မျိုးဆိုရင်စီးပွားရေးလုပ်ငန်းရှင်တွေကိုဥပဒေရနေပြီးတော့မှအကာအကွယ်မပေးနိုင်တဲ့အတွက်ကြောင့်မို့သူကများသောဖြင့်ဒီ industrialization လုပ်ပြီးတဲ့အခါကျတော့ဒီကိုယ့်ရဲ့ investment တွေကိုပြန်ပြီးတော့မှချုပ်သိမ်းသွားတာလည်းရှိပါတယ်ဆိုတော့ government and the economic life ဆိုတဲ့ဒီခေါင်းစဉ်လေးကဘာပဲဖြစ်ဖြစ်ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ဆိုပေမဲ့လည်းတချို့နေရာတွေကျရင်ကိုယ်နဲ့သက်ဆိုင်တာတွေလည်းတွေ့ရပါတယ်ဥပမာ government and economy ဆိုတဲ့နေရာမှာအစိုးရတွေပြောင်းသွားလို့စီးပွားရေးစနစ်တွေကပြောင်းသွားတာလားစီးပွားရေးစနစ်တွေကပြောင်းလို့အစိုးရပုံစံတွေကပြောင်းသွားတာလားအဲ့တော့အဲ့မှာများသောအားဖြင့်တမီးတို့သားတို့နဲ့ဆိုင်တဲ့ဥစ္စာကဘာတွေပါလာလဲဆိုတော့စီးပွားရေးစနစ်တွေပြောင်းလာမယ်ဆိုရင်ဒီမှာ free of charge အခုလောလောဆယ်ရင်ဆိုင်နေရတာ FOC ပေးတဲ့ပြဿနာတွေပေါ့နော်ဆေးတွေကို FOC ပေးတဲ့ကြားတယ်တွေမရဘူးပြည်သူလူထုကရတယ်ထင်တယ်တကယ်တမ်းကျတော့မရှိနေဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးစနစ်တွေဖြစ်လာတဲ့အခါကျတော့ဒါကလက်ရှိနိုင်ငံတော်ကနေပြီးတော့မှဒီမိုကရေစီစနစ်နဲ့သွားနေတယ်လို့ပြောတယ်ဒါကဘယ်စနစ်ထဲမှာကျန်နေခဲ့တာလဲအဲ့ဒါကိုလည်းကိုကသိဖို့လိုပါတယ်ဟုတ်ပါပြီဒါလေးနဲ့ပတ်သက်ပြီးတော့မှ teacher ပြန်ပြီးတော့မှ evaluation feedback ပေးမဲ့ form လေးထဲမှာထည့်ပြီးတော့မှဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့နောက် video file လေးကြရင်တော့ဒီ unit 7ရဲ့နောက်ဆုံးခေါင်းစဉ်ဖြစ်တဲ့ family and intimate relationship လေးအကြောင်းကိုဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်